မင်္ဂလာပါဟဲ့အခုဘယ်ရနေလဲဆိုတော့တို့ဒါခချနာပူကြီးပေါ့နော်ထိုင်းပေါ့ဒီနေ့ကတော့အမျိုးသားနဲ့ပေါ့နော်မျိုးသမီးနဲ့မျိုးသမီးနဲ့ပွဲလေးတစ်ခုရှိလို့ပေါ့နော်ဒီခချနာပူကြီးပေါ့ခေါ်တာမှားကောင်းလဲမှားနိုင်တယ်ကိုကတော့ငကိုရီးယားမှာရှားလိုက်တယ်ပေါ့နော်ထိုင်းနိုင်ငံမှာရှိတဲ့ခချနာပူကြီးမျိုးကိုရောက်နေတာပါဒါအခုတော့တို့တဲမဲ့နေရာလေးကိုတဲမဲ့နေရာလေးဘန်ကူလိုလေးပေါ့နော်ဒါပွဲစစ်စင်ထားပြီးသားဆိုတော့နေရာတွေလည်းကောင်းစစ်စင်ပေးထားတာပေါ့အဲ့တော့တို့တဲမဲ့အခန်းလေးပြမယ်နော်အခန်းလေးပြလိုက်ခန်းလေးပြမယ်နော်ဒါတို့ဒီဘန်ကူလိုပုံစံမျိုးလေးပေါ့နော်တောက်လျှောက်တောက်လျှောက်ကဘန်ကူလိုပုံစံမျိုးလေးပေါ့နော်ဒီမျိုးလေးပါရှင်အဲ့တော့ခန်းနံပါတ်က B03 လေးပါဒီလိုမျိုးကဟိုပေါ့နော်ဒီနေရာလေးကလေနယ်မြို့လေးပေါ့နော်ဒီမြို့လေးတော့မဟုတ်ဘူးပေါ့နော်နယ်မြို့တွေတစ်ခုရောက်သွားတယ်လို့မျိုးပဲကလတ်ချက်ကလေးရရတယ်နော်ခါအော်လေးအောင်အတန်ကြားရနော်ဆိုတော့ဒါကတော့ထိုင်အိုထိုင်လို့ဘလို့အော်လားအော်နေဆိုတော့ဘေးကလေထိုင်ရောက်လို့ရှိရင်လေဘယ်လိုရှင်တာတစ်ခုပဲရှင်ရက်ဗာလဲဒီညီမတိုင်းမှာဆိုရင်လုံးဝအချို့မတော့အေးလုံးဝမတော့ဒီဒါခုလောတယ်တော့ဒီစက်လေးပဲထိုင်ပြီးပဲတော့တော့ပေါ့ဖြစ်နိုင်မှာဆိုလို့ရှင်တော့ဒီထိုင်းဆိုင်ကဟိုတချို့ကလည်းထိုင်းဒီကောင်းကောင်းရတဲ့ဆိုင်တွေရှိရထိုင်းမှာလေတောက်မှာအများကြီးတောက်မှာကြိုက်တယ်ထိုင်းရောက်လို့ရှင်ထိုင်းဒီမတောက်မှရဘယ်မှမဟုတ်အဲ့ဒါတတ်မယ်ကျေးဇူးပါကိုဟုတ်ပူတယ်ဆိုတော့နော်ဒါကဟုတ်ကဲ့ကိုညာဘယ်လိုလဲကျေးဇူးပါကိုကျေးဇူးပါဒီမှာငါလေးရတဲ့အခန်းလေးပုံပြပါပါတယ်ဟုတ်နှစ်ယောက်ပါပြီဆိုတော့အရင်အကျိတ်ရောဟုတ်ချစ်စရာလေးပေါ့ချစ်စရာလေးပေါ့ဘောပါလေအဲ့လိုမျိုးလေးဒီမျိုးလေးပါဆိုတော့ချင်းရလို့ရှိပါတယ်ကောင်းပါတယ်မစိုးပါဘူးဟိုကခဏပြောလို့ပေါ့နော်ဒီမျိုးရဲတော့မဟုတ်ဘူးအရင် လေးကတစ်မျိုးလေး luxury bike တော့မဟုတ်ဘူးဆိုပေမဲ့တာရရညင်ကောင်းတယ်တကယ်တဘာဝအော်ဟောတန်လေးတွေနဲ့အဲ့လိုအခန်းလေးကလည်းချစ်စရာလေးပါလိုက်ကလေးမစိုးဘူးလေနော်ဘန်ဂလိုလေးနဲ့အေးစစ်လေးနဲ့ချစ်စရာကောင်းတယ်သူကတော့ဘတ်တက်တွေပါလေလို့ပါတဲ့ဟာမျိုး luxury တော့မဟုတ်ဘူးဒါပေမဲ့ကြိုက်တယ်အဆင်ပြေတယ်โอเคအဲ့တော့ကျွန်တော်တို့ဒီ channel လေးကိုပေါ့နော်အဓိကဒီ channel လေးကိုလည်းကျွန်တော်မိသားစု family အဓိကမိသားစု vlog လေးတွေတင်ပြဖြစ်အောင်အခုကတော့သမီးတွေတော့မပါသေးဘူးကလေးတွေနေသေးတော့အလုပ်ကလေးဆိုတော့လင်မယားနှစ်ယောက်ရဲ့ဒါအလုပ်လိုင်းနဲ့မှရောက်ခဲ့တဲ့နေရာလေးကပြီးတော့တစ်ခါမှမရောက်ဘူးတဲ့မြို့လေးဖြစ်တဲ့အတွက်ဒီထိုင်းနိုင်ငံရဲ့ခချနာဘူရီမြို့လေးပေါ့နော်အဲ့တော့သူကိုယ်တစ်ခါမှမရောက်ဘူးတဲ့နေရာလေးလည်းဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့တစ်ခါတာလေးကပြတ်ပေးရပါတော့အဲ့တော့အားပေးပါအောင်ရှင်